မိကန်းနာကအေဂျင့်နဲ့ရွာလေးတစ်ရွာမှာဆမ်မီလို့ခေါ်တဲ့လူတစ်ယောက်နေထိုင်ပါတယ်။ဆမ်မီဟာလေလော်ကျွမ်းကျင်သူတစ်ယောက်အဖြစ်လူသိများပါတယ်။သူဟာနေ့စဉ်နေ့တိုင်းရွာသားတွေကိုမြစ်တစ်ဖက်ကမ်းကိုကူးပေးပြီးတာယာတဲ့ရေပြင်မှာရောမုန်တိုင်းထန်တဲ့အချိန်မှာပါဘေးကင်းအောင်ပို့ဆောင်ပေးလေးရှိပါတယ်။ဒါပေမဲ့ဆမ်မီဟာသူ့ရဲ့လက်ထဲမှာဒါမှမဟုတ်သူ့ရဲ့လေပေါ်မှာမဟုတ်ပဲသူ့ရဲ့နှလုံးသားထဲမှာလေးလံတဲ့အရာတစ်ခုကိုတည်ဆောင်ထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆမ်မီဟာသူ့ရဲ့ညီလေးကိုမြစ်ထဲမှာဖြစ်ပွားခဲ့တဲ့ဝမ်းနည်းစရာကောင်းတဲ့မတော်တဆမှုတစ်ခုကြောင့်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီနေ့ကစပြီးဆမ်မီဟာသူ့ကိုယ်သူအပြစ်တင်နေခဲ့ပါတယ်။သူမျက်စိမိတ်လိုက်တိုင်းအတိတ်ကအဖြစ်အပျက်တွေကိုပြန်မြင်အောင်နေတတ်ပါတယ်။ဘာတွေမှားသွားခဲ့လဲ။သူဘာတွေများကွဲပြားအောင်လုပ်နိုင်ခဲ့မလဲဆိုတာတွေကိုပေါ့။သူ့ရဲ့နေ့ရက်တွေဟာနောင်တတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူဟာအရင်ကထက်ပိုပြီးနှေးကွေးလာတယ်။သူ့ရဲ့အပြုံးတွေပျောက်ကွယ်သွားတယ်ပြီးတော့သူဟာညဘက်တွေမှာမီးပုံဘေးမှာရေမောတတ်တဲ့လူတစ်ယောက်မဟုတ်တော့ဘူးဆိုတာကိုရွာသားတွေသတိထားမိလာကြပါတယ်။ဒီနေ့မနက်မှာတော့အာမီနာလို့ခေါ်တဲ့မိန်းကလေးငယ်လေးတစ်ယောက်ဆမ်မီရဲ့လေစီကိုရောက်လာပါတယ်။သူမမှာဆက်စုတတ်တဲ့မျက်လုံးဝိုင်းကြီးတွေရှိပြီးဦးလေးဆမ်မီဦးလေးကဘာလို့အမြဲတမ်းဝမ်းနေနေပုံပေါက်နေတာလဲဟင်လို့မေးလိုက်ပါတယ်။ဆမ်မီကတပြင်းချလိုက်ပြီးဦးလေးကလေးလံနဲ့ဝင်ထုတ်ဝင်ပိုးတစ်ခုကိုတည်ထားလို့ပါကလေးမလေးရဲ့မနေ့ကစီကဝင်ထုတ်ဝင်ပိုးပေါ့လို့ပြန်ဖြေပါတယ်။အာမီနာကခေါင်းလေးဆောင်ပြီးဒါပေမဲ့ဦးလေးရဲ့ဦးလေးကမနေ့ကအရာတွေကိုတည်ထားရင်ဒီနေ့ကိုဘလို့မြင်နိုင်မှာလဲလို့တိုးတိုးလေးပြောလိုက်ပါတယ်။သူမရဲ့စကားတွေကဆမ်မီရဲ့ရင်ထဲကိုနက်နက်ရှိုင်းရှိုင်းထိမှန်သွားပါတယ်။အဲ့ဒီညနေမှာတော့ဆမ်မီဟာမြေကမ်းနားမှာထိုင်ပြီးရေတွေဟာပင်လယ်စီကိုအဆုံးမရှိစီးဆင်းသွားတာကိုကြည့်နေခဲ့ပါတယ်။မြစ်ဟာဘယ်ရာကိုမှဆွဲကင်မထားပါဘူးနောက်ကိုလည်းဘယ်တော့မှပြန်မကြည့်ပါဘူး။သူကရှေ့ကိုပဲဆက်ပြီးစီးဆင်းနေတာပါ။ဆမ်မီဟာအားကောင်းတဲ့အမှန်တရားတစ်ခုကိုသဘောပေါက်သွားပါတယ်။သူ့ရဲ့အတိတ်ဟာမြင့်နဲ့တူပြီးသူကအဲ့ဒီအတိတ်ကကြောက်ခဲတွေကိုသူ့လေပေါ်မှာတည်ဖို့စ조사နေတာပါ။ဒါပေမဲ့အဲ့ဒီကြောက်ခဲတွေကသူ့ကိုလေးလံစေုံပဲရှိပါတယ်။အဲ့ဒီနေ့ကစပြီးဆမ်မီဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူဟာမနေ့ကအကြောင်းတွေကိုတတိယနေမှာဖြစ်ပေမဲ့တည်ဆောင်ထားတော့မှာမဟုတ်ပါဘူး။သူဟာအပြစ်ရှိစိတ်နဲ့နှမွန်းနေမဲ့အစာဘဝကိုအပြည့်အဝရှင်သန်ခြင်းအပြင်သူ့ညီလေးရဲ့အမတ်တရားကိုဂုဏ်ပြုသွားမှာပါ။နောက်တနေ့မနက်မှာတော့ဆမ်မီဟာအသက်ကိုပြင်းပြင်းရှူပြီးသူ့ရဲ့လေပေါ်ကိုတက်လိုက်ကထွက်ပေါ်လာတဲ့နေမင်းကြီးကိုကြည့်ပြီးပြုံးလိုက်ပါတယ်။နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်အဖြစ်သူဟာပေါ်ပါသွားသလိုခံစားလိုက်ရပါတယ်။လေလေးဟာမြစ်ထဲမှာညင်သာစွာလှုပ်ခါနေစဉ်မှာဆမ်မီတီးလိုက်တာကတော့အတိတ်ဟာသူ့နောက်မှာကြံခဲ့ပြီးအနာဂတ်ကရှေ့မှာရှိနေပြီးတော့ဒီနေ့ဟာဖွင့်ဖောက်ကြည့်ဖို့စောင့်ကြိုနေတဲ့လက်ဆောင်တစ်ခုပဲဖြစ်ပါတော့တယ်။စင်ကျင်စရာကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ဘဝတွေကိုပြန်ကြည့်ရင်မနေ့ကတဲ့ဝင်ထုတ်ဝင်ပိုးတွေအမားတွေဆုံးရှုံးမှုတွေနဲ့နောင်တတွေကိုတည်ဆောင်ရင်းပိတ်မိနေတတ်တာလွယ်ကူပါတယ်။ဒါပေမဲ့အမှန်တရားကတော့မနေ့ကဆိုတာသင်ခန်းစာတစ်ခုသာဖြစ်ပြီးတသက်တာပြစ်ဒဏ်တစ်ခုမဟုတ်ပါဘူး။မိကတင်ပေးတာကတော့လက်လွတ်တက်ဖို့ရှေ့ကိုစီးဆင်းဖို့နဲ့ပြီးဆုံးသွားတဲ့အရာတွေရဲ့ဝင်ထုတ်ဝင်ပိုးမပါပဲနေ့တစ်တိုင်းကိုကြိုဆိုဖို့ဖြစ်ပါတယ်။တင့်ကိုဆွဲချနေတဲ့အရာတွေကိုလက်လွတ်လိုက်ပါတင့်အတိတ်ကိုဂုံပြူပါဒါပေမဲ့တည်မထားပါနဲ့။ဘာလို့လဲဆိုတော့ဘဝဟာအယမ်းတန်ဖိုးရှိလုံးလို့ပါပြီးတော့ဒီနေ့ဟာအတိတ်ရဲ့ဓာစာခံအဖြစ်အဖမ်းခံထားရဖို့အတွက်အယမ်းကိုလှပလွန်းလာပါတယ်